မေတ္တာဆွေကိုလူမြင်ကွင်းမှာအခုလုံးမတင်မတဲပုံစံနဲ့ဆက်ဆံလိုက်လို့လူပြောများနေတဲ့တဲစုငိမ့်ပရိသတ်များအလုံးမင်္ဂလာပါရှင်စိတ်လင်းစိုက်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်အနုပညာလောကဆိုတာတယောက်နဲ့တယောက်အပြိုင်ဆိုင်တွေမာနပြိုင်ပွဲတွေများပြားလာတဲ့နေရာတစ်ခုလို့လူအများကရှုမြင်တတ်ကြပါတယ်အထူးသဖြင့်မကြသေးခင်ကမှထွန်ပလဲရတနာကအဆိုတော်စုလိုင်ကိုပွဲတစ်ခုမှမျက်စောင်းထိုးခဲ့တဲ့ကိစ္စမျိုးတွေကြောင့်ပရိသတ်တွေကြားမှာအနုပညာရှင်တွေရဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေဆူညံခဲ့ပါသေးတယ်။ဒါပေမဲ့ဒီကနေ့မှာတော့အဲ့ဒီလိုအဆိုးမြင်စရာတွေကြားတဲ့ကနေပရိသတ်တွေရဲ့ရင်ကိုအေးချမ်းသွားစေမယ်ကြည်ရတဲ့သူတိုင်းအလိုလိုပြုံးမိစေမယ်မြင်ကွင်းလေးတစ်ခုကတော့လုံးဝကိုကွဲပြားခြားနားတဲ့နယ်ပယ်နှစ်ခုကအနုပညာရှင်နှစ်ဦးဖြစ်တဲ့အဆိုတော်မိသက်ထားဆွေနဲ့အလှမဲ့တဲစုငိမ့်တို့ပွဲတစ်ခုမှာဆုံတွေ့ခဲ့ကြတဲ့ကြည်နူးစရာဖြစ်ပျက်လေးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကအပြင်မှာတခါမှမဆုံဘူးကြသလိုရှောက်လန်းနေတဲ့အနုပညာလမ်းကြောင်းတွေကလည်းတကယ်ကိုတောင်နဲ့မြောက်လို့ကွာခြားလာပါတယ်။မိသက်ထားဆွေကတော့မြန်မာတန်စင်ဒီသချင်းတွေကိုသိဆိုရင်းနဲ့မြန်မာဆက်ဆန်းစက်တီရှိရှိရက်တည်နေတဲ့အဆိုတော်တူပေါင်းခေတ်လူငယ်တယောက်ဖြစ်ပေမဲ့ပွဲတက်တွေမှာအမြဲတမ်းလုံးလုံးကြုံကြုံမြန်မာဝစ်စုံတွေကိုသာရွေးချယ်ဝစ်စင်လေးရှိပြီးတော့အေဂျင့်နဲ့ပုံရိပ်ကိုပိုင်ဆိုင်ထားတဲ့သူပေါင်းတဲစုငိန်ကတော့နိုင်ငံတကာစင်မြင့်တက်သည့်သွားရောက်ရှင်ပြိုင်မဲ့မျိုးဆက်တဲ့အလှမယ်တူဖြစ်ပါတယ်အလှမယ်ပြီးခေတ်မီစံသစ်ပြီးတော့ရဲတဲ့နဲ့ဖက်ရှင်တွေနိုင်ငံတကာအဆင့်မီဝတ်စားစီရင်မှုတွေနဲ့အမြဲတမ်းဖန်စားလေးရှိသူပါဒီလို fashion ပိုင်းအနေအထိုင်ပိုင်းအရန်ကွဲပြားတဲ့သူတို့နှစ်ယောက်ပွဲတစ်ခုမှာစုံတွေ့ကြတဲ့အခါတယောက်နဲ့တယောက်စိန်ကားနေမလားခက်ချစ်ချီပဲနေကြမလားဆိုပြီးပရိသတ်တချို့ကထင်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့အမြင်ကွင်းမှာတော့ထင်ထတာနဲ့လုံးဝကိုတခြားစီဖြစ်နေခဲ့ပါတယ်။ပွဲတက်လာတဲ့အချိန်မှာမေတ္တာဆွေကအနီရောင်မြန်မာဝတ်စုံလေးနဲ့ရိုးရိုးရှင်းရှင်းလှနေသလိုတဲစုငိန်ကလည်းရင်ဖော်ထားတဲ့ခစ်ဆန်ဆန်ဝတ်စုံလေးနဲ့လှပနေခဲ့ပါတယ်။သူတို့နှစ်ယောက်အနီးကပ်ဆုံတွေ့သွားတဲ့အချိန်မှာမေတ္တာဆွေဘက်ကစပြီးတော့ပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်ခဲ့ပါတယ်။ဒီအချိန်မှာတဲစုငိန်ရဲ့တုံ့ပြန်မှုကအားလုံးကိုအံ့ဩသွားစေခဲ့ပါတယ်။ခစ်ဆန်ဆန်နေထိုင်တတ်တဲ့တဲစုငိန်ဟာဘာမှနာမှမထားပဲမေတ္တာဆွေကိုလက်အုပ်ချပြီးတော့အလွန်ကိုယိုသေးလေးစားစွာနဲ့ပြန်လည်နှုတ်ဆက်ခဲ့ရပါတဲစုငိန်ရဲ့ဒီအပြုတ်မှုလေးဟာအခုရပိုင်းလူမှုကွန်ရက်မှာအတော်လေးကိုလူပြောများပြီးတော့ချီကျူးခံနေရပါတယ်။နိုင်ငံတကာအလှမယ်တွေနဲ့ရင်ပေါင်တန်းဆက်ဆံနေရတဲ့သူဖြစ်ပေမဲ့ကိုယ့်ရဲ့ပြည်တွင်းကစီနီယာနုပညာရှင်တွေနဲ့တွေ့တဲ့အခါမှာဂျူနီယာတယောက်ပြီးသားစွာနဲ့ရိုးရိုးသေးသေးပြုတ်မှုတတ်တဲ့သူမရဲ့ပေါင်းသင်းဆက်ဆံရေးကအတူယူစရာပါသူမကမေတ္တာဆွေမှာမဟုတ်ပဲဘယ်အနုပညာရှင်တွေပဲတွေ့အမြဲတမ်းဖော်ရွေစွာနဲ့ဆက်ဆံတတ်သူလို့နာမည်ကြီးပါတယ်ဒီလိုပါပဲမေတ္တာဆွေဘက်ကလည်းအလှမယ်ညီမလေးပေါ်မှာသဘောထားကြီးစွာနဲ့ညီမအရင်တယောက်လိုနှွေးနှွေးထွေးထွေးတိမ်တိမ်မွေ့မွေ့ဆက်ဆံသွားခဲ့တာကိုတွေ့ရပါတယ်ဒီလိုအပြန်လည်လေးစားမှုရှိတဲ့အပြုတ်မှုလေးတွေကြောင့်ပဲသူတို့နှစ်ယောက်လုံးကကိုယ်စီရှောက်လန်းနေတဲ့နယ်ပယ်ဒီမှာဒီတက်မကပို့ပြီးတော့အောင်မြင်လာအောင်မှာအသေးချာပဲဖြစ်ပါတယ်။အေဂျင့်နဲ့ပုံရိပ်နဲ့နာမည်ပြက်ကင်းတဲ့မေတ္တာဆွေကလည်းပရိသတ်အချစ်တွေပို့တိုးလာသလိုလာမယ့်အစင်လာပိုင်းမှာ Miss Cosmo 2026ပြိုင်ပွဲကြီးကိုတွားရောက်ရှင်ပြိုင်မဲ့တဲစုငိန်အနေနဲ့လည်းမြန်မာနိုင်ငံအတွက်တရက်ဖို့တစ်ခုသေးချပေါက်ယူဆောင်လာပေးနိုင်လိမ့်မယ်လို့အားလုံးကမျှော်လင့်နေကြပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောနယ်ပယ်မတူဝစ်စားစီရင်မှုမတူကြပေမဲ့တယောက်ကိုတယောက်အပြန်လည်လေးစားမှုအပြည့်နဲ့ဆက်ဆံခဲ့ကြတဲ့မိသားဆွေနဲ့တဲစုငိန်တို့ရဲ့ချစ်စရာမြင်ကွင်းလေးပေါ်မှာဘယ်လိုမြင်ကြလဲလာမယ့် Miss Cosmo 2026ပြိုင်ပွဲကြီးမှာရောတဲစုငိန်တယောက်နိုင်ငံတကာစင်မြင့်ထက်မှာအောင်မြင်မှုတွေရယူနိုင်မယ်လို့ထင်လားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်